ဝတ်သားနဲ့အားလုံးပဲမင်္ဂလာပါနော်ဒါကျွန်တော်တို့အနိုင်ဖိုက်တေဝဲမဟုတ်ပါဘူးနော်ဒါဆက်ပွဲပါနော်အဲ့လိုမှကျွန်တော်ရေးပြန်ရဆက်ပွဲပါလို့ပုံလဲပုံမကုန်ရေးပြန်တော့နာမည်တစ်ချက်ရေးပြီးတော့ဟွာလုပ်ပေးဦးဒီဘက်ကမြောက်ကြီးငအောဟိုဘက်ကခွေးပုကြားပေါက်လေးကျွန်တော်မျိုးမရအောင်ပါနော်စားပစ်အကြိုက်ပါခေါင်းချုပ်ပါပါနော်ဟုတ်ပါဘာကြလဲအကြိုက်မမျိုးမဟုတ်ဘူးဟုတ်တယ်ကောင်းတယ်ဟုတ်ကြက်တယ်ကြက်မှာကောင်းတယ်တော့ကောင်းတယ်နိုင်ပိုက်တော့နေလုံးချိကမ်းပါပဲကျွန်တော်ရရပြောပါဘာဒီတဲ့ဟောပါလေရအောင်မောသုံးသိရဒီကအပြောပဲဗျာဟမ်ပြောတယ်ပြေးပါလို့မေးတာသုံးသိရမယ်လို့ပြေးပါလို့ဒါတော့ကျွန်တော်တိုင်တာတရေပါနော်တိုင်တာကျွန်တော်မနေ့က9000ကျွန်တော်ကုန်သွားပါတယ်အဲ့ဒါမိုက်တယ်ဂျုံလိုက်တာသတိရယ်ဆွဲလိုက်ရဟုတ်မင်းကြိုက်ပါမင်းကြီးကပြင်ပြတယ်ပြင်တော့ဘူးဒီမှာမကြည့်နေတယ်ကြည့်အမေကိုချလို့ရတယ်ဘာလို့ချလို့ရမလဲလမ်းကြောင်းတော့နှစ်သုံးမိနစ်နှစ်သုံးပြီးရမယ်စပစ်တရားကြီးထိုင်လေကွာလမ်းကြောင်းကောင်းတာဟာစပစ်တရားဒီက2ယောက်လေနှိုက်ကကလေးလေးဟာကလေးပဲဘုဒ္ဓရီအဲ့လိုပဲငါတို့အဲ့ကလေးလေးဆိုပြီးပြလိုက်အောက်ပြန်လေကိုကဲတန်ပြန်ထွက်လာပြီလားတန်ပြန်ထွက်လာပြီရကဟုတ်ကျွန်တော်ကြောင်းစရာပဲကောင်းတယ်ဒီလိုတော့ကျွန်တော်ပြောတယ်နော်ငါးတယ်ဆောင်းဆိုလိုက်接着呗，我们老一代。ရပြီကိုယ်ကငါ့ဘောကြီးနှင်းပြူပါ
ဘာရကိုထူလာတဲ့ဟုတ်တယ်ကြီးလေးနော်ဒိုင်ကိုထူပါလို့နည်းနည်းကျွန်တော်မှထိုင်းလို့မရဘူးဘာရကိုထူပါလို့ဒါကျွန်တော်အနိုင်ဖိုက်ဆက်ပွဲပါကြားပေါက်လေးခွေးပူမျိုးမရောက်မှာနော်ဒီဘက်ကငအောမြောက်ကြီးပါဒီမှာပေါင်ကားနေရတော့မရမ်းနေအောင်နေမြောက်ကြီးပါနော်Hello, boy. Em bắt đầu đi. Cháu bao cả này này tao về lá đây, hiện hậu đình gì, hậu đình mà bắt tay mà nên cháu ai vậy nó, cháu bao gì hậu con này, cứ buôn nét rồi, cứ con ngoài nó, khối bút đồ tham gia quay bữa này, khối bút đồ quay à nhỉ đây, khối bút đồ này qua đây nó, khối bút còn là chỉ là trong xe à, sông ngoài nó, nên đâu là có gì hốt đây, nên đâu mà nhỉ đây, nên đâu mà nó để làm nhiều mấy à, cha bao đi khối bút vào, khối bác cao rồi cho nó tay này ăn nè. Nhau gì nó vào cái phi lưu này lại xem này cũng ra bảo nó alo vậy bởi vì ai xem video lúc nào vào Không có quên mình siêu ra này gì có như vậy gì nó mà cút ra nó gì đây à thế là có bây giờ nếu quên mình siêu ra đây nếu quên mình siêu ra có như vậy út ra mà nó đi quê à rồi con nước à rồi nhau ngày nó phải này nhiều rồi có số lượng bài rồi đó quê à rồi ngã đây bài quê
န်းခိုင်းရောတကယ်ကြီးတော့ ခုနကတော့ကြည့်ရသသိန်း2000မရှိတယ်တော့ပြေးလိုက်တော့ ဘောစီကြည်တော့ ကဲလိုင်းသားဘယ်လေးရောလာပါပြီနော်အဘေတူဘယ်လေးပါ ဟိုကစီကြည့်တာဟုတ် ရဘယ်လေးရအကြီးမှာဘောဒီပါမဟုတ်လားအေးစေးအောင်ဖြစ်ချင်းအောင်မခတ်တော့ဘူး ခေါင်းကြီးလိုပဲရှိလာပါလားဒါခေါင်းကြီးကညီလေးဘယ်လိုပြောလဲညီလေး ပြန်ဆက်တယ်ဗျနော် ခေါင်းကြီးကခေါင်းကြီးနဲ့ညီလေးကိုမသိပါဘူးနော် ဒီရတာအားပေးစီးလိုက်တယ်နော်ဟုတ်လားဒီပေးစီးကြတော့ကျောင်းပြဘိုးကြီးနဲ့ဒွေးခိုင်ကြည့်တယ်ကောင်းတယ်ဒီကကျောင်းပြဆိုင်ရဒီမလို့အားရကျောင်းတော့ဘာလို့လဲဘာလို့လဲဒီတော့မြောက်တော့ကပြန်ဆွဲပေးတယ်အားပေးဆောင်တယ်ဒီကအားပေးအဲ့လိုတော့သူကကျောင်းပြက ပါလေလား အဲ့ငါးလေးခေါ်မယ်စော်ပေးမယ်အဲ့ငါးလေးကိုစဉ်းစားပေးတယ်ဆော်ပေးမယ်အဲ့ရအဲ့လေးနဲ့ပွဲမပြင်ပြနော် ခေါင်းကြီးလိုပဲရှိတယ်ဗျာဒါခေါင်းကြီးကညီလေးဘာပွဲဘယ်ခေါင်းကြီးလဲညီလေးဟိုဒီခေါင်းကြီးမသိပါဘူးနော် ဟိုဘက်မှာတော့ဟိုဘက်မှာတော့ဘာလို့လဲနော်ဒီဘက်ကလူမင်းသူတရားလေးရတော့ ခေါင်းပြကောင်းမလေးရနေလည်းပြောအောင်ကိုကြီးရေးတဲ့ ခိုင်းနေတော့ ဘယ်လိုလဲမသိဘူးနော်ဖတ်ပေးနော်စာပေးရတယ် ကဲရပ်ပေးဦးပါ ဘာလဲဟာအားလို့ ခေါင်းချုပ်ပါပါ ခေါင်းပြူကနော်ဒီမှာခေါင်းပြူမှာစောပါပါတယ်နော် ပြင်မယ်လေဒါတော့ကောင်းပါပြီနော် ဘယ် ကြားပေါက်ဒီ ဒီမှာနေဖို့ဒီမှာနေပါဦးခတ်တော့ဟိုဆုံးနေ ကဲပွဲစပါပြီနော် ရှား ပဲစပါပြီ ခင်းဖြစ်အောင်ချက်ခတ်ပါ ဒီ လေ ကခေါင်းချုပ် ချုပ်ပါဗျာပါဗျာဝမ်းလက်ပါ အကောင်ပန်းလေးရောလုံးအားရပန်းလေးရော အဲ့မှာပေါ့ဟိုလိုဘာလို့အောင်းနေလဲခေါင်းကျုံနေတယ်ခေါင်းကျုံလို့ ခင်းနေငယ်ဟိုခေါင်းချုပ်ကိုခေါင်းစားဖို့တယ် ဟုတ်တယ်ဟုတ်တယ် ခေါင်းချုပ်ကဒီကွင်းမှာ မြောက်ကြီးကိုဟောမျိုးချက်ပေါ့လေကတ်ချောင်းကြီးရှင်းကနေ ပါပြီအော်ဒါလေးမြောက်လာပြီလုံးလိုက်တာရောက်ကြီး ကဲမကောင်း ဝမ်းလက်ပါဗျခုနကပွဲဘယ်သူနိုင်တဲ့စောနာပွဲကညီလေးကျောင်းစရာလို့ရှုံးသွားတယ်ဗျလန်နချက်ဖာကြီးတို့နဲ့ဟာစက္ကန့်နဲ့ခေါင်းကြီးတွေဗလာသားတဲ့လန်နချက်ဖာကြီးတို့နဲ့အာကိုသူက ကြီးပဲခေါင်းနေဗျာ ကဲမကောင်းလောက်ဝမ်းပါ မဆိုင်ဘူးတိုးရတော့ဟိုဒီရောက်လာ ပွဲ တော့ လေးရတယ်ဒီပွဲလေး ခုခုနဲ့တဲ့နော် ကိုယ်လည်းကြိုက်လို့ရတယ်ဒီရောဒီလေးနဲ့ကိုယ်လည်းကြိုက်လို့ရတယ်ဒီလည်းကြိုက်လို့ရတယ်နော် ခေါင်းချုပ်လေးလည်းရှုပ်ပါတယ်ကွာတဲ့စားလည်းမရှိပါဘူးကြီးနော် ကဲတော့ဒါပေါ် ကြီးပဲခေါင်းပေါင်းနေဗျ ဒီပေါ်မှာနော် ရေထဲရောင်းနေပါလိမ့်ပြ ဒီကဘယ်မှာတိတ်မှာပဲ ထွေးကြီးဘုံဘုံအဲ့လို နော်ဒီကွင်းမှာတော့ဒါ နောက်ကြီးတန်းရဘယ်လိုလဲမသိဘူးလူအကျပ်ပူ ဒီ နေ ဘက်မှာ ကျန်မြင် ကဲမကော1 2ပါ ဆောက်ဖို့ကောင်းပါ့ဟုတ်အဲ့လိုထိုက်ရမယ်နော်ဘယ်တော့ခါကပ်တယ် ဟာလေကျွေးရုပ်တော့ဘူးဒီမေးခွေးရ ဝေးတယ်ဗျ ဒီမေးဘူးနေမှာထားတယ် ပြောလာတယ် အဲ့ဒါပဲဟိုဒီကိုရရ ဒီဘေးမဝင်ဘယ်နေရာမှာဘူး ဒီမလိုက်ပဲတော့မဟုတ်ပဲအဲ့မလိုက် ကဲမကော3ဝါပါဗျာနော် မကတော့3 1ပါ ဟိုဒီမှာခုနရက်ကြာခုနရက်လာပြန်ဝင်ဒီနေ့မလို့လာဒီနေ့မလို့ဘီဘီ ဒါလေးမြောက်လာပြီအဲ့လိုနဲ့ကတော့မပြီးတော့ဘူးကြီးဒါရလေးပဲပေါ်မှာခုံထားတယ်ဗျ 1 2ပါဗျ 1 3ဗျာ 1 3ပါတယ်နော် 1 2လောလော ငါ1 2လို့ပြောတာငါလေဘာလဲလို့ 1 3မဟုတ် ဟာဘာလဲလို့ခေါင်းပြူကောင်းမလေးပါတယ်ဆိုရင်အိမ်ပြန်လာလို့ပြောရပါကိုကြီးရေးတဲ့ကျွန်တော်ပြီးသွားရင်ညီမလေးကိုကြီးခေါင်းပြူကိုပြမယ်ကြီးနော်ကောင်းမလေးတူတူဟောဟဲ့တော့ ကဲဟိုဘက်ကတော့ငါအော်တော့နည်းနည်းလေးကြောင်ပြောင်းနေရဗျာနော်အမကောငါလည်းမသိဘူးကဲ
ကဲမကော2 over မကတော့2 over တော့2 3ပါဟုတ်တယ်ဒီကောင်းချုပ်ပါလားကြံခဲ့လို့ ခဏယူချင်းခေါ်ဘူး ကဲမကော2 over စာအမြန်ထုတ်ရတာမို့ကြီးလေး ခဏလေးရန်ကြီးနဲ့ ဒီပွဲနဲ့တောင်းလို့ရတယ် ရန်ကြီးနဲ့အောင် တာသေးတယ် ဘုကြီးလည်းရန်ကြီးကိုကတ်လို့မရဘူးဒါမင်းတို့ကိုစတယ်စက်မရဘူးလေ ဒီပွဲစဉ်ကတော့ကျွန်တော်တို့ပတ်သက်ရွေးအဖိုက်လိုက်ပွဲပါတော့ဒီဘက်ကတော့ခွေးပူရဲ့ ငါမတဲတယ်တဲမရ ရိုးမင်းအောင်ရဲ့ကြားပေါက်လေးရဲ့နော်ဟိုဘက်ကတော့ငအောနဲ့မြောက်ကြီးပိုက်9ပေ30စားပေးအဖွင့်ခေါင်းထုတ်တွေပါပါတယ်ဗျနော်အဖိုက်နဲ့ဥပန်းပွဲပါဗျဟုတ်ကဲ့ပါအေးတိုင်းပဲလာခဲ့ပါတော့ဟုတ်ပါလေဆေးပါလေတင်ခဲ့ကျောင်းသားဦးနဲ့ကျောင်းသားပွဲလေးပဲရှိတယ်စစ်တော်ကြားမကြားတော့ဘူးဒီဝက်လက်တဲနေတာအလေးဝဲဖြစ်တယ်ဆိုရင်လည်းကျောင်းကဆက်နေတာဒီတင်းထွက်နေဖြစ်မှာလည်းကျောင်းကလည်းကျောင်းလို့ဆင်းလာတယ်ဒီကလည်းလက်ရှိတော့အားကြမှာဟုတ်တယ်ခေါင်းချုပ်ဖွင့်နေချအောင်ပဲခေါင်းလိုက်တာဗျာပေါခင်ခေါ်လာပေါခင်လူမားလို့ကဲမကတော့2 over เนาะဒီဘက်ကတော့ခွေးပူနဲ့ကြားပေါက်ရိုးမင်းအောင်ဗျဟိုဘက်ကတော့ငအောနဲ့မြောက်ကြီးပါเนาะပိုက်9ပေ30အဖိုက်နိုင်ပါဗျ အိုင်ရောလာပြီ မိသွားပြီ အိုင်ရောလာပြီညနေဝမ်း ဝေးသွားတယ်ဗျာ ဖုန်းနေရတယ်နေပူရဲ့ ဒီဘက်ကနိုင်ပါပါဟုတ်ကဲ့ပါအဲ့လိုခံစားပေးရတော့ကျေးဇူးပါပဲညောင်ကြီးကောင်းချိုးထိုးထားပြီဒါလေးပဲခွေးဖမ်းထားတယ်ညောက်ထားပြီမိသွားပြီမိသွားပြီအော်ဟာမိသွားပြန်ပြီဒါလေးမြောက်ထားတယ်ကောင်းလိုက်တာကြားပေါက်ဝတ်တွေညောင်ကြီးမရဘူး ချင်းပေးချလုံးကိုပြန်ပွဲလာမှာလားဂါသားတဲ့ဟာညီလေးအဲ့ဘရင်ဆိုနာမည်မထည့်ပါနဲ့ညီလေးနော်မတိုက်ပါဘူးနော် ကဲမကော2 over နာမည်ကြောင့်ခွင့်မလာဘူးလားတဲ့ညီလေးမမြင်ဘူးရ အော်ဒါလေးမြောက်ထားပြီမိဝဲပြီဒါလေးမြောက်ထားပြီမကတော့3 2ပါ3 2ဖြစ်သွားပါဗျာနော် ကြားပါတော့သူကဖြစ်သူဖြစ်နေအောင်းနေမြောက်ကြီးဟုတ်ရတယ်ကောင်းပါလေအဲ့ခုနမင်းမင်းနိုင်ကောင်းပါဝေးတာကြတော့တော့ရခလေးပြီးတော့ကောင်းတော့ရ စားလို့ ဝတ်သားနဲ့ဝဲမှားလိုက်တယ်ဝတ်သားဆောင် မရှိမရဘူးခင်ဗျဘာမှမလုပ်ဘူး ဝပူတာယာလေးပဲမြောက်ထားပြီကြားပေါက်လေးပေါင်းလိုက်တာဗျာကြားပေါက်က ဲမကော3 2 ပါ ကဲဒါတော့နှစ်3ပွဲပါနော်အဖိုင်နိုင်ဘောင်းချုပ်တွေပါပါတယ်နော်ကဲမကတော့ခွေးပူလို့3မှတ်ငအောမြောက်ကြီး2မှတ်ပါဗျမျိုးမစားပြီးဝေးသွားပါတယ်ကဲမကတော့2 3ပါဗျ2 3ပါဒါပေါ့လေဝေးတာလေးမြောက်ထားတယ်ကန်ခွဲပြန်ကောင်းလိုက်တာဗျာကြားပေါက် မပြန်လေးလားလုံးရဖို့နိုင်တော့သေးလား မိဖြူကောင်မလေးကမိရောမမရေးတာဗားလေကွာ 3 2 ကိုပြန်တော့ကြီးနေတဲ့ထွက်နေကြိုက်ပြီးတော့ကြိုက်ပြီးဟုတ်ကဲ့နော်ဒါတော့ဒီမှာကြောက်နေကြမှာတော့နော်ဒီကဝယ်ရတော့ဆက်တဲ့ပေါ်တယ်ဝယ်ရတော့ပိုင်တဲ့ပေါ်ကိုတရားကိုဆက်ပါတော့ဒီဘက်ကဝဲရမျှတယ်ဗျာနော်ဟိုဘက်ကငအောမြောက်ကြီးနှစ်ဒီဘက်ကတော့ခွေးပူရဲ့ကြားပေါက်ရဲ့ရိုးမင်းအောင်ရဲ့နော်3ပိုက်က9ပေ30စားပေအခွင့်ခေါင်းချုပ်တွေ ဘေးကွင်းလဲညီလေးဒါပသိမ်ကွင်းပါညီလေးနော်ပသိမ်ကိုကြီးတို့ကိုချက်ကွင်းပါ ဒီပွဲထွက်မှာဒါလည်းပေါ်ကြောင်းကြပါဖိတ်ရှိပေါ့နော်ဒါလည်းပေါ်တယ်ပေးနေတယ်
စားပေးပါဦးလားပါတယ်ဗျနော်ကိုယ်စားပေးတဲ့ဒီဟိုလူတူအောင်စားပေးရပိုကောင်းလို့ဗျနော် မျိုးတို့မျိုးမင်းအောင်လား ဒီမျိုးမရ ဒါမှတော့ကြာပါပြီခါပဲ ကိုယ်ထိုင်းသွားတော့တာထိုင်းမသွားတော့ပါဘူးဗျာနော်မြန်မာနိုင်ငံမှာရှင်းချတာတော့ မကြည့်လို့ခဏခါအားရတယ်ဘယ်တကပြီးတာဟိုဒီကြအားတင်ပြီးရှိတယ် ဒီပတိချာဘောကဘယ်ဟုတ်လို့လဲဘယ်မဟုတ်လို့လားအကျဲခတ်ပေါက်နဲ့ထုတ်လိုက်တာဟုတ်ပါတယ်ဗျာ ရဲတော့မှပထမရှာပြီးတော့ နှစ်ဖက်ကခေါင်းချုပ်ကတိတ်မကောင်းတဲ့နှစ်ဖက်ကခေါင်းချုပ်ကတိတ်မကောင်းပဲမထုတ်တယ်ငါညီလေးမြောက်ကြီးခေါင်းချုပ်ကလည်းဒိန်ရတဲ့ပါရနော်ထားမသိရင်တော့ကိုအောင်ပါ ကဲမကတော့3-2ပါเนาะဒီဘက်ကတော့ ကိုရရလာရပါတယ်နော်ကိုရရပါတယ် အော်မြောက်ကြီး2မှတ်ပါဗျအော်မြောက်ထားပြီမိသွားပြီတောင်းလိုက်တာပဲတကယ်ကိုအဖိုင်နိုင်တွေနဲ့တကယ်ကိုကြောက်စရာလန့်စရာကြီးနော်မြောက်ကြီးနဲ့ကြားပေါင်းနဲ့ဆိုင်တဲ့နေရာမှာတော့ချင်းတော့ငါအော်ရိုဘက်ကိုကြားတဲ့နေရာမှာငါအော်ခေါင်းနဲ့ direct တိုက်ခဲ့ပါတော်တော်ကောင်းပါပြီနော် မရဘူးဟိုဒီဘာသာရင်ချက်နေ မိသွားပြီကောင်းလိုက်တာမြောက်ကြီးအမတ်2 3 over ဗျ ကဲနောက်ပွဲရတော့ဒါတောင်းညာပွဲတစ်ပွဲဆက်ဖြစ်ထားပြီဗျနော်တောင်းညာကြည်တာဝနာရေဒါလာကြီးရဗျနော်အဲ့6ဝေ6မျိုးထိုးကဲနော်အဲ့ပွဲလေးရှိပါတယ်ဗျနော်နောက်ပွဲအဲ့ရတော့6ဝေ6အောင်ဗျနော် မိပြီကဲစင်ထွက်တယ်ဗျာကဲအမတ်2 3 over ဗျ အဲ့တော့တောင်းညာလူဘက်ကအဲ့ပွဲလေးတောင်းညာဘက်ကဗျ တက်ပါပဲ အဲ့တော့လွယ်လည်းမလွယ်ဘူး မြောက်သားမြောက်ကြီးပဲဖက်ထားပြီဟုတ်ဗျာ4-3ပါမြောက်ကြီးရဲ့ပုံချေပိုက်2ပါဖြစ်တဲ့အတွက်4-3ဖြစ်သွားပါပြီဗျ ထိုင်းမြန်ကိုကျွတ်နေချင်းမလားကိုတဲ့မဟုတ်ဘူးညီလေးဒါကိုကျွတ်နေရကွာမတူဘူးညီလေးနော် ဟုတ်တယ်ခိုင်းမြန်ကိုရောတက်နေ သူကင်းနေလို့ ပေါင်းလိုက်တာကြားပါ ဒါကျွန်တော်တို့ပသိမ်ကိုကျွတ်ပါနော်ဖတ်ကြည့်ရလား ဆိုင်ဟိုကသုံးစားတယ်ဒီကတော့ဘာနဲ့ဟုတ်တယ်ကိုကြီးခေါင်းချုပ်တွေပါဖွင့်ထားတာဗျဟုတ်တယ်မှန်ပါတယ်ဗျ ကဲမကဖိုက်3ပါ မကတော့5-3ပါနော်ခွေးပြီးတော့9မှတ်ငေါမြောက်ကြီး3မှတ်ပါဗျမျိုးမအောင်စားပေးနည်းနည်းလေးဝေးသွားပါတယ်ဗျနော်3-5ပါဗျလိုင်းနဲ့မကောင်းလို့ဗျနော်တီးခတ်ပြီးကြည့်ချူပေးတာတကယ်ကျေးဇူးတင်ပါတယ်အားလုံး နိုင်တယ်လို့ပြောလေအေးမျိုး မြောက်ကြီးကောင်းချုပ်စားပေးကြကြောက်စရာကြီးဂျာဘော်ရဲ့ကန်ချင်းပိုက်ထိုးသွားဖြစ်တဲ့အတွက်4-5ဖြစ်သွားပါပြီဗျခွေးပူထောင်ခြင်းလည်းနည်းနည်းလေးကြံနေရလို့မြင်ကြနော်ကဲမကတော့4-5ပါဗျမြောက်ကြီးရဲ့ခေါင်းချုပ်စားပေးကတော့ပိုက်တိုးသွားပါတယ် ချစ်ကန်ရင်နောက်ပြီးတော့စစ်တော့ ဒီဘက်ကစားပေးဘသူထိုးတော့စားပေးအခွင့်ပါဗျာခေါင်းချုပ်တွေပါသေးတယ်နော်ခွေးပူစားပေးဘာလို့မထိုးကြဘူးဒီမျိုးမျိုးစားပေးကခွေးပူနဲ့တော်တော်သွားတယ်ဗျနော်အဲကြောင့်မလို့ ဘာပြောမှာလဲ မိသွားပြီဟာကောင်းလိုက်တာမြောက်ကြီး ဒီကကတိတ်ရှိတယ်ဘယ်လိုလဲ နှစ်ယောက်ဘက်ကနဲ့ နှစ်ယောက်ဘက်ကသိကဲမကတော့4-5ပါဗျဂျာဘောက်ကလည်းဂျုံပြစ်နေတယ်လို့ပဲဟုတ်တယ်ဒီကလေးလည်းကောင်းတယ်နော်နောက်တက်တဲ့အချိန်မှာဒီကလေးလည်းတော်တော်ကောင်းတယ်ပြီးသွားပြီဂျာဘောက်လေးကိုတင်ကိုပဲခွေးပူချီဝင်နေတဲ့ထဲထားတယ်မိသွားပြီထမီရဲ့မဲကြပါရဲ့ဗျာမြောက်ကြီးကဝေးပြီးချင်းပြီးတော့လွတ်လိုက်တာလိုင်းပေါ်မှာတဲတဲကြပြီးတော့အမတ်ကတော့5-4ပဲဗျ ဝေးပြီး နင်းမပါပဲဖိုက်တာ2ယောက်ခိုင်းရင်3မှတ်လောက်နေတာပွဲနေတာမဟုတ်ဘူးထိနိုင်တော့ ဆင်ဟော မိဝကဲစင်ထွက်တယ်ဟိုကနေတော့အမတ်ကတော့4-5ပါဗျ ဒီလိုတော့တော့
ကဲငအောတို့၄မှတ်ခွေးပူလို့၅မှတ်ပါဗျာနော်ဟုတ်ကဲ့ကိုတန်းစော်ဝင်းမင်္ဂလာပါကိုကြီးလိုင်းနဲ့မကောင်းလို့ဗျာနော်တီးခံပြီးကြီးစုပေးတာကျေးဇူးတင်ပါတယ်တို့မရအောင်ဒါလေးထုတ်ထားတဲ့ခွေးပူပဲမြောက်လာပြီကျန်လိုက်ကြဗျာကြားပေါက်ဖိုက်ဖိုးပါ ဘူးကြီးဘူးကြီးနေနော်ဝေး ခွေးပူစားပေးပါနော်5-4 တမင်လေမိသွားပြီကဲဖိုးဖိုက်ပါဗျာ နော်သုံးသေးတဲ့ဇော်မင်းတို့ကြီးကြီးနော်ဘိုက်ပါလာကွာနော်ဘိုက်ပါလာပြီးကိုယ်ဆွဲပြရမယ်နော် ေမြောက်ကြီးလို့၄မှတ်ခွေးပူလို့၅မှတ်ပါဗျဂျာပေါင်းရဲ့ကန်ချင်းပိုက်မချော်တာဖြစ်တဲ့အတွက်အမတ်တူဖိုက်အောဖြစ်သွားပါပြီဗျဟုတ်ကဲ့ကိုဇေယျရဲ့မင်္ဂလာပါဗျအမတ်တူဖိုက်အောပါကောင်းတယ်ဗျာကြားပေါက်အကိုကြီးပြိုင်ပွဲ10နှစ်စမှာဗျာနော်ငါအောစားပြီတဲ့ကောင်းလေးတွေစောင့်ကြည့်ကောင်းဗျာနော်ဘာလို့လဲဆိုအမတ်က2ပဲရှိတယ်နော်5 all ပါဗျာ ကဲမတူခိုင်းအောင်ပါ ဘောလဲဆိုတော့ခါစော့ပဲတော်တော်ရှိဟာကောင်းလိုက်ကြဗျာကြားပေါက်စစ်ဖိုက်ဖြစ်သွားပါပြီဗျာနော်တကယ်ကိုမြောက်ကြီးလို့ဖိုက်လိုက်ကောင်းတဲ့ဖိုက်တာကိုတော့ကြားပေါက်အပေါ်ကနေမိုးပြီးအုပ်ထားဗျာနော်တလုံး rocking ကောင်းသွားတယ်ဗျာ နောက်ကြောက်လေး စစ်ဖိုက်ဖြစ်သွားပါပြီ ဒီပဲဆောင်အဲ့ဒါကွာအဲ့ဒါကြောအောင်တော့လူ ပါလာတယ်ကျန်လိုက်တာ7 5ဖြစ်သွားပါပြီဗျာဘယ်ကြီးပေါက်လဲဆိုတော့အကိုကြီးပထမထဲပဲပေါက်တယ်နော်အခုက7 5ဖြစ်သွားပြီမသိတော့ဘူးဗျအမကတော့7 5ပါဗျဟောလေ ဒီကင်းနေပါပြီဖုန်းအောင်ဒါလောင်းထားတယ်လေးဆရာလေးဟုတ်ကဲ့ကိုအောင်လေးကဲမကတော့7 5ပါကဲခဏလိုက်ကြောက်သွားလို့မယ်နော်ပြီးသွားပြီထပ်ပြီးသွားပြီဟဲစင်ထွက်သွားတယ်ဖိုက်ပါဖိုင်နဲ့စိုက်ချင်းသွားပါပြီဗျကဲခွေးဘူးလို့ချစ်မဲ့ငအောမြောက်ကြီး9မှတ်ပါဗျကဲတိုင်းလောကသားကြီးစုံပြီးတော့ပွဲတွေကလည်းတောက်6ဆိုသလိုဖြစ်နေတော့ပွဲတွေကတော့ ဒီကတော့ကအစုံလုံးပဲ ဟမ် တိုင်းလုံးကအစုံလုံးပဲလို့ မျိုးမင်းဝတ်တုတ်လေးတဲ့ဟုတ်ကဲ့ကိုမင်းသားကြီးကျွန်တော်တော့မသိကြဒီကလေးကို တော်ကြာပြီ အဲ့ကလေးလည်းကောင်းတယ်နော်မျိုးမင်းလည်းကောင်းတယ် တော်ကြာရအောင် ဝေဘူးစားပဲတိုင်ထိသွားပါတယ် လုံးလေးကနေပဲ ဥပုရောစားမယ်ထင်တယ်ပြည့်တယ်ဟုတ်ကဲ့အစောတယောက်ကတော့ငအော်လို့စားမယ်ပြောရတယ်ဗျနော်ဒီလိုပါပဲနော်ပွဲကသူတို့စက်ထားတာမျှတယ်ဗျဒါကတော့ဖိုက်အိတ်ပါဗျဒီဘက်ကအတိုက်တာတယ်ဟိုဘက်က3ယောက်နဲ့ပေါ့နော်ကောင်းတယ်ဗျာကြားပေါက်ကဲမက်ကတော့အိတ်ဖိုက်ပါဗျကဲဟိုဘက်ကတော့ခွေးပူအစားမျိုးမင်းအောင်စားပြီးပြောင်းထိုးမယ်ဗျနော်ပါဝါတယ်ကောင်းလိုက်တာဗျာနိုင်ဖိုက်ဖြစ်သွားပါပြီဗျကဲခွေးပူတော့ငအော်တို့ရောက်ချီလို့မာတစ်စေတမတ်ယူသွားပြီနော်9 5ပါဗျခွေးပူရေပွဲရရှိသေးရဲ့ဗျနော် ဒီကင်းနေနေပါလေဒီပွဲပြင်ကျောင်းဆက်ကြည်တာပွဲရှိသေးတယ်ပြောတယ်ဗျနော် ပြန်ပြောမယ် ကျောင်းဆက်ကြည်တာဟိုဘက်ကဝနရဲ့ရှာစာကြီးရဲ့လို့ပြောနော်နှစ်နှစ်ကောင်းလိုက်ကြဗျာကြားပေါက် ဖိုက်ပါ ပြန်ကြပြီတင်းတော်လား ကိုကြီးဟဲ့တူပါတော့ခါအဲ့ဘလောက်6ပြီ6ယူထိုးလားဒါပြီးရင်စာပေနှစ်ဖက်ယူထိုးပိုက်6ပြီ6နော်ကျောင်းဆရာနဲ့ကြည်တာဟိုဘက်ကရာဇာကြီးနဲ့ဝနနဲ့ဗျနော်ပိုက်6ပြီပိုက်က6ပြီ6ပါနော်ပိုက်6ပြီခွဲပေါ့ဗျာ ပါလေလို့ စာပေနှစ်ဖက်ယူထိုး မိုးစီရလေဟာ ဟုတ်ပြီ တပိတ် ဒါလို့ဖြစ်တာ တပိတ် ဒီကယူကြတယ်
ဘာလဲအမကြီးတော့ပြ မသိပါဘူး မပူပါဘူးပို့လိုက်တာတော့ဖွေးပြီးကြတာအဲ့တော့လည်းမမြောက်ကြီးလို့ရော ကောင်းလိုက်တာဗျာမြောက်ကြီး ဖွေးပြီးတာဒီတာ ခိုင်နိုင်ပါဗျာ ပို့လိုက်တယ်ရက်ယူလာတာလေရက်ယူလို့ပြောရတယ်တလီပြောရတယ်အေးအဲ့ဒါတော့တော့မှာ ကောင်းလိုက်တာဗျာကြားပေါက်လေ ကျောက်လေးတော့ဆန်းလို့မရဘူးဘုံမှန်တော့ဆန်းလို့မရဘူး ဟောဒီမလို့ကဒီမှာပြီးလိုက်တာဒီမှာဆိုဒီနေတဲ့လူကြီး အရင်ပါအဲ့လိုအရင်ငယ်လေးအရင် ငို့တကြမပြီးသေးဘူး ဒီတန်းနဲ့ဆက်ပြီးတော့နိုင်ပြီးသားပဲဆိုတော့ချောင်းသွားပြီကျုံနေနိုင်ရေးအစောချောင်းသွားပြီလေကျုံတယ်လို့ပြောပါကျန်တဲ့ရှိတာအလေတကြီးတွေ22သိန်းညာဘေးကြီးတွေကဘေးကြီးက42မှာဆွဲတာနော်42မှာတော်တော်ဆွဲရတာဒီကဲစေထွက်တယ်ဗျာ မမီးခိုင်းပါနဲ့ဗျာเนาะကျွန်တော်ပုံသွားမယ်ဗျာเนาะကျွန်တော်မားကြီးဥပ္ပံပြန်လာတယ်ဗျာ ကျွန်တော်ခုပြောင်းလာ မားကြီးပြန်လာတယ် ကျွန်တော်ခုပြောင်းလာ ဥပကဥပရသေးတာ30ရသေးတာညီလေးဘာပြောညီလေးနော် ခွေးဘူးသားလေးမြောက်ထားပြီကောင်းတယ်ဗျာကြားပေါက် မရပါဘူးညီလေးနော်ပွဲကအမက်ကွာနေပြီဗျဟုတ်တယ်ညီလေးနော်ခွေးဘူးလေးကောင်းတယ်အခုဒီပွဲမှာနော်ဒါပေမဲ့ညမဘူးလာတယ်ကိုနာပဲအောင်လေ ခွေးဘူးထိုးထားပြီဩအာရလေးမြောက်ထားပြီဒီဝါလိုက်တာကြားပေါက်သေးပြီကောင်းသေးပြီစိတ်သေးတယ်ဒီနေ့ဝယ်ဘယ်လိုလိုက်လဲကဲမကတော့တန်းဖိုက်ဖြစ်သွားပြီနော်ဆိုင်းနေထူလေတေကြီးပြောပါတယ်လေတေကြီးက17သိန်းတယ်ဟုတ်လားဟုတ် ကိုဘုံမဲကြည့်တော့ဒီကျောင်းကျကောင်းတယ်ရတယ်လို့ ကျွန်တော်ပြောပါဘူးဟုတ် တယ်ဗျလေတေကြီး17သိန်းတယ်နော်ညာရေးဒီပြမအနည်းဆုံးလာခက်အနည်းဆုံး3သိန်းတောင်မှခက်လို့ရတယ်နော်ကျွန်တော်ဒီဇာတ်မိုက်လာလာလာပြောစီတယ်လို့အနည်းဆုံး3သိန်းတောင်မှတက်လို့မိပါ ဘောစီကဒီမှာ ဘိုးနောက်ဒါလေးထောက်ရပြီညောင်ကြီး ညပါစီရမှာ ဘောတုံးကြီးကကျွန်တော်ထိုက်ဆုံး မိဝါပြန်ပြီတာယာလေးပြောက်ထားပြီကောင်းလိုက်ကြဗျာကြားပေါက် ဟုတ်တယ်ဘောတော့ဘောဒီတော့လည်းတော့လည်းအဲ့ဘာတတင်နေမြတ်ဟောရင်ကိုရပြန်မြတ်ညဘိုးပဲကောင်းတယ်ဆိုတော့အားလို့ပြန်ပြီ ကိုဒီပွဲဘယ်ပွဲရှိတယ်တရားနဲ့ဝတ်တုတ်ရေးဒီပွဲပြီးကျောင်းဆရာပွဲရှိတာနော်ကျောင်းဆရာနဲ့ငကားကြီးနဲ့ခွင့်မှာတော့ရာဇာကြီးဝနပိုက်6ပေပွဲစပ်ပြီးရိုးရိုးပါဗျာနော်နော်နောက်ရင်ညီလေးကိုကြီးမစင်ညာကိုဆိုပြီးဟိုင်းတာနော်ကြိုက်တယ်မှာယူလိုက်ပါကျောင်းဆရာဒီမကတော့11ဖိုက်ပါဗျာ ဆောပါလို့ဆောဟောလာပြီညရ ဟုတ်ကဲ့ရပါတယ်ကိုကြီးကိုရာပြန်ပြီဒီသူစာပေကတော့ဂျာချင်းတစ်လုံးပေါက်ပြီးတော့တွဲဖိုက်ဖြစ်သွားပါပြီတွဲဖိုက်ပါဗျရတယ်ကိုကျော်စင်လေးနော်ပြီးပါရှင်းမယ်ညောင်ကြီးကိုတင်ကိုပဲမိဝါပြီခွေလိုက်တာပြီပေါင်းလိုက်တာဗျာကြားပေါင်း ဒီနေ့ပထိုင်ပါပါညီလေးနော်ပထိုင်ပါပါ တကယ်ကိုခွေးဘူးကတော့10ကျင်းတဲ့သူတမတ်ထက်ယူပြီးတော့ဟုတ်ခိုက်ဖြစ်သွားပါပြီ ကိုကြီးဟုတ်တယ်ဘောကြည့်တယ်ကိုကြည့်တယ် ကြည့်တာနားနဲ့ရာဇဝင်းနဲ့အစားတော့ချက်တော့ဖိုက်6ပေဝဲစပ်ပြီးရိုးရိုးကိုရလာမှာတော့ရောက်ကြီးပဲမိဝါပြန်ပြီဒါလေးပဲပေါင်းလိုက်တာဗျာပွိုင်ဖိုက်ဖြစ်သွားပါပြီဗျာယောက်ကြီးပေါင်းသွားဖြစ်တဲ့အတွက်ပွိုင်ဖိုက်ပါ ပွားရအောင် ကျောင်းပြကြည့်တာရာဇာကြီး6ပေဝဲ လုံးစားလာတယ်ကြားလာတယ်လုံးစားလာကြားလာတယ်ဒါလည်းသူကကျောင်းဆက်ပွင့်သားပြီးရတာသူကမဟုတ်ဘူးပဲ ဟောင်းနဲ့ငါအော်ဖိုက်ပွိုင်ပါဗျာ ဟောညာတယ် ။အော်ကိုယ်တိုင်ပဲဖိုက်နေပြီဗျာနော်
ဘောင်းလိုက်တာဗျာအာရလေးမြောက်ထားပြီဘောင်းလိုက်တာဗျာကြားဖောက် ကတုံးကြီးအကောင်ပေးပါတဲ့ညီလေးကိုကြီးပေးမှရှဲထားပါတယ်နော်ကတုံးကြီးစီးပက်တဲ့ တူတူကြောင့်မ ရှဲ လို့ ထားပါတယ်နော် ဒါသူတို့ကလည်းနှစ်သုံးပေးတာဗျာကြိုက်လို့ဒီဘက်ကငါအိုဘက်ကပဲကြီးထွက် ကိုကြီးပေးတော့ဝင်ကြည့်လိုက်ပါညီလေးနော်ကိုကြီးမျိုးကြီး အိုဘက်ကလည်းဆွဲကြပါတယ်တိုင်းထဲမှာပဲထိုးကဲပြီး အားပဲပွဲပြီးဆုံးပါ ပြီးဆုံးပါနော်15မှန်5မှန်နဲ့ခွေးပူကြားပေါင်းမျိုးမြောင်တို့တော့ငေါမြောက်ကြီးတို့တော့အဖိုင်လိုက်ပွဲမှာတော့အနိုင်ရချိသွားပါနော်ကဲလိုင်းဘွားကြီးကြည့်ကြတဲ့ဝါသနာရှင်ကြီးကိုလည်းဒီပွဲလေးကိုကြည့်ချူခဲ့တာကျေနပ်နှစ်သက်မယ်လို့ထင်ပါနော်အားလုံးပဲကျေးဇူးတင်ပါနော်ကဲအခုနောက်တဲ့လာမယ့်ပွဲ